ဧည့်သည်တော်များယခုတဖန်ရှုစားကြရမှာကတော့ຫນွေနှောင်းလှပသူခုမှအမည်ရတဲ့ရင်းအကအလှပဲဖြစ်ပါတယ်ရှင်ဒီအကမှာအမျိုးသမီးကဗျာလုံးအကကိုအခြေခံထားပြီးလှပຫນွေနှောင်းမှုအချိုးအစားပြည့်ပြည့်မှုတို့ကိုနှစ်လိုပွဲညင်ညောင်းတာယာမှုဒေဂီတာနဲ့ပေါင်းဆက်ကအလှဥယျာဉ်နှမ်းမှာပန်းကလေးများပွင့်လန်းလာပြီးတကဲ့သို့စွတ်ပြန့်ကြီးနူးပွဲရာဖန်တီးတင်ဆက်ထားပါတယ်ရှင်ဒီအကရဲ့တန်စင်ကိုဖန်တီးပြီးသူကတော့ဂီတပညာဌာနမှာပါမောက္ခဌာနမှူးဦးမောင်မောင်စောထက်ဖြစ်ပြီးအကအလှဖန်တီးပုံဖော်ပြီးသူတပင်ပညာဌာနမှာတွဲဘက်ပါမောက္ခဒေါ်စန္ဒဝင်းဖြစ်ပါတယ်ရှုစားအားပေးတော်မူကြပါအောင်ရှင်မ